နန်ဝင်းလာဘခအလဲဝတိုင်းစစ်ဌာနချုပ်မှာဖင်ကြားကဲညက်ပြီးဗရာမြေလူးနေကြနန်ဝင်းမှာဖရဲသည်ရှိတယ်ဆိုပြီးတော့လာဘခတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကိုပိုက်စိတ်တိုက်စစ်ဆေးပြီးဖုန်းလေးသိမ်းနေတယ်ဘယ်လိုရှိရင်ချာတော့မကျုပ်ဆိုပါလေခင်ဗျာပြည်ရင်းကတရင်သူတွေကိုတင်ပေးနေပါလေနေ့စဉ်ရပေးတရင်တွေတော့ subscribe လုပ်ထားပေးကြပါခင်ဗျာဒါနဲ့ပတ်သက်ပြီးတော့အတင်းပေးရှိတယ်ဖရဲသည်ရှိတယ်ဆိုပြီးတော့နန်တွင်လဘခအလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာဖုန်းတွေအကုန်သိမ်းပြီးတော့စစ်နေတယ်လို့ကျွန်တော်သိရတယ်။စာရဖာရီစစ်ဘက်ဆိုင်ရာအထူးတောင်းလိုင်းရေးနဲ့ဘယ်လိုခေါ်လဲကကကြီးစီယုံချုပ်ရဲ့တိုက်ရိုက်အမိန့်နဲ့ဝင်ရောက်စစ်ဆေးနေတယ်။ဖရဲသည်ကဘာတူလဲသိလား။နန်တွင်လဘခတွေကဖရဲသည်ကဘာတူဖြစ်နိုင်မလဲလို့မှန်းစာကြည့်လိုက်တဲ့အခါမှာနံပါတ်1မင်းအောင်လှိုင်ရဲ့ခီးစဉ်ကိုတည့်ရလူကဘယ်နှယောက်ရှိလဲရေဝင်းဦးတို့နော်ခင်ကြီးတို့သိမယ်နောက်တဲ့လပခတွေမှာဆိုရင်တိုင်းမှုနဲ့တိုင်းစစ်ဦးစီးရုံးအဖွဲ့သိမယ်အဓိကဖြစ်နိုင်တာတော့လပခတိုင်းမှုနဲ့တိုင်းမှု PSO တို့မဟုတ်တိုင်းစစ်ဦးစီးရုံးဖြစ်ဖို့များပါတယ်လပခတစ်ခုလုံးကိုဖမ်းလိုက်ပါထပ်ပြီးတော့ဒီကနေ့ကျွန်တော်တို့တနေ့ကပြောသလိုနေပြည်တော်ကိုပြစ်ပါမယ်လို့ပြောနေတဲ့ဂျားတွေကရေဒါရွှေစွာရေဒါရှိတက်နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့ပူပေါင်းပြီးစွာကိုပြစ်ပါတယ်အဲ့တော့နေပြည်တော်နဲ့ဘလောက်ပဲဝေးတော့လေထပ်လာပါဦးဆိုတော့အနာသိန်း9နှစ်မနေ့ကပြီလေမနေ့ညမှာ live တွေကျွန်တော်တို့လွှင့်ပြီးတော့စကားပြောပြကြတယ်ပြည်သူကဘုံနေမြဲကြားနေမြဲဖြစ်နေပြီလားတော်လိုင်းတက်တွေကမညီညွတ်တော့ဘူးလားတိုက်တဲ့လူတွေကတိုက်နှိုက်တဲ့လူတွေကနှိုက်ငိုက်တဲ့လူတွေကနှိုက်ငိုက်ရေတာကိုချောင်းသမားတွေများတွေငါတို့နိုင်ငံဖက်စစ်တက်စစ်ကြုံနေပဲတန်သလားမနေ့ကကြားတဲ့သတင်းစကားအခွန်ဌာနမှုဆိုတဲ့ကောင်ကဖုတ်ဘလော့ကာကို3000အန်းတာဟိုမျိုးသမီးကသူ့ရဲ့ဘဲနဲ့30ယူပြီးကလောမှာသွားနှက်တယ်ပြဿနာတွေတက်ကြတယ်တိုင်းပြည်စနစ်ပြောင်းဖို့ဆိုရင်တော်လိုင်းတက်တွေကိုလူရင်အဖမ်းခံရမယ်လို့ဘာလို့ကြောက်တဲ့သူတွေကဖုတ်ဘလော့ကာမရင်ငယ်ထားဖို့တော့3000အန်းနိုင်တယ်အဲ့ဒီမှာကျွန်တော်ဖြတ်ခနဲ့တွေ့လိုက်ရတာအခွန်ဌာနမှုဆိုတဲ့နေလင်းအောင်အခွန်ဌာနမှုနေလင်းအောင်ကဖုတ်ဘလော့ကာလို့မိမမျိုးကို3000အန်းနိုင်ရင်အခွန်ဦးစီးဌာနတစ်ခုလုံးရဲ့လက်ပေးလက်ယူအခွန်ဦးစီးဌာနဆိုတဲ့ပဏာကြီးနဲ့အခွန်ဦးကြီးဌာနတစ်ခုလုံးရဲ့လက်ပေးလက်ယူမှုကြီးဟာတာမန်ဌာနမှုတယောက်တောင်မရင်ငယ်ထားတာ3000အန်းနိုင်နေဆိုရင်ဂျန်တဲ့ကောင်ကြီးကတော့ပြောဖို့ရမရှိအဲ့တော့ဒီတိုင်းဒီမှာအခွန်တယောက်မှမဆောင်နေတော့ခင်ဗျားတို့ဆောင်တဲ့အခွန်တွေမှန်သမျှမရင်ငယ်အန်းဖို့ဖြစ်လိမ့်မယ်နော်အေးနောက်တော့ရန်ကုန်မြို့ကြီးမီး4နာရီဖြတ်မယ်ဆိုတဲ့သတင်းကြားတယ်ဟော4နာရီပဲပေးမယ်ဆိုတဲ့သတင်းကြားရတယ်မနေ့တနေ့ကတော့ရွေးကောက်ပွဲကာလလေးမှာလူကြားကောင်းအောင်လက်စစ်မီရအောင်လုပ်ပေးမယ်ဆိုတဲ့အမတ်ကြံ့ခိုင်ရေးကကောင်းပြီးဘေးရောက်သွားတယ်အခုရန်ကုန်မြို့ကိုမီးကို4နာရီနဲ့အလဲကျပေးပါတော့မယ်ဆိုပြီးတော့ကြီးညာပြန်ပါတယ်အဲ့ဒါကြောင့်ခင်ဗျားတို့ကိုကျွန်တော်ပြောတာစစ်တပ်ကကောင်းဒီစကားချင်းကြားရည်ယူလို့ပြောတာထပ်ပြီးတော့ရန်ကုန်နေနေရဆိုမန္တလေးမှာဒီနေ့လူမြင်ကွင်းလမ်းမတွေပေါ်မှာတနက်နဲ့ပြစ်ခတ်လူရက်မှုတွေဖြစ်နေတယ်ရန်ကုန်မန္တလေးမြို့ပြတွေပေါ်မှာဖယိုဖယဲကြရောက်ကြရက်တဲ့အခြေအနေမျိုးဖြစ်နေတယ်အဲ့တော့ပြည်သူလူထုကတော့ဗာပြောနေလဲဆိုတော့တော်လိုင်းရေးတက်တွေမြို့ပြကိုအမြန်သိမ်းပိုက်ဖို့ဝင်လာပါမြို့ပြကိုချီတက်လာပြီးသိမ်းပိုက်လိုက်ပါတော့ဒါမှမဟုတ်လေဘိုးတွေကျဲချလိုက်ပါတော့အဲ့ဒီစစ်တပ်ရဲ့အုပ်ချုပ်ရေးချမ်းတရားကြီးကိုဖျက်ဆီးကြပါတော့ဆိုပြီးတော့ပြည်သူလူထုကတော့အန်တချိတ်ချိစောက်ပြောနေတယ်တော်လိုင်းရေးတက်တွေကလည်းလေတိုက်ချင်လိုက်တာများလေဒီလိုဖြစ်နေတာအဲ့တော့ကျွန်တော်စကားကျွန်တော်မှတ်မိတယ်နေပြည်တော်ကိုရန်ကုန်မန္တလေးအမြန်လမ်းသစ်လမ်းဟောင်းကို highway လမ်းမကြီးတွေကိုကျွန်တော်တို့စူးစမ်းဖြတ်တောက်မယ်ရှော့လိုက်တော့လည်းပြစ်တာနော်တပီးပြီးနေပြီးတော့နောက်ကိုကတ်လာနေပြီနော်လူမြတ်ကျော်ပြောနေတယ်နော်ခင်ဗျားတို့ပြီးတော့မှနောက်တစ်ခုပြောချင်တာက
အတီးပြုတ်လို့မရတဲ့သတင်းနှစ်ခုကျွန်တော်ကြားထားရတယ်အတီးပြုတ်လို့မရသေးဘူးနံပါတ်1ကစစ်တပ်တရုတ်စစ်တပ်နဲ့တရုတ်အစိုးရအဖွဲ့နဲ့နားလည်မှုလုံးဝကွဲပြီးတော့နိုင်ငံသားသတင်းဌာနတစ်ခုကနေပြီးတော့အဝေးပြေးလမ်းမကြီးတွေကိုပိတ်ဆို့လိုက်ပြီဘာညာဆိုပြီးသတင်းတွေထွက်တယ်ဟုတ်မို့တော့ကျွန်တော်တို့မသိသေးဘူးတကယ်ဟုတ်တယ်ဆိုတော့သတင်းဌာနကြီးတွေ BBC တို့ဘာလို့ကချက်ချင်းတက်လာမယ်လို့တော့ယူဆတယ်မြင်သာတာတစ်ခုပြောမယ်ဆိုရင်တရုတ်ပြည်ကမကြခင်ဝစ်လဲပါလိမ့်မယ်တရုတ်စစ်တပ်နဲ့လက်ရှိရှီကျစ်ဖင်ရဲ့အစိုးရအဖွဲ့နဲ့အကြီးအကျယ်သဘောထားကွဲမှုတွေစနေပါပြီတစ်ဖက်မှာအီရန်ကိုတိုက်ဖို့အမေရိကန်ကအဆင်သင့်ပြင်လာပါတယ်အီရန်ကိုကြီးစံအောင်ကုန်စရာမလိုရေလက်ကြားအားလုံး3လလောက်ပိတ်ထားလိုက်ရင်အီရန်တနိုင်ငံလုံးထမင်းငတ်သွားလိမ့်မယ်ခါမီဒီအစိုးရအဖွဲ့ကခွေးခရက်ရောက်သွားမယ်အဲ့တော့အမေရိကန်ရဲ့ policy ကရှင်းတယ်တရုတ်ကအကုန်ခွင့်ဆက်ဖြတ်မှာအီရန်ဆိုတာတရုတ်ရဲ့မိဖက်နိုင်ငံအီရန်အတွက်ဝန်နေစရာကိစ္စကဒီနေ့ရုရှားကထပ်ပြောပါတယ်ခင်ဗျားတို့နိုင်ငံစစ်ဖြစ်ရင်ကျွန်တော်တို့စစ်သားတွေကိုမတိုက်ဘူးတဲ့ရဲဘော်ရဲဘက်ပြီးတာပေါ့နော်တရုတ်ကလည်းနှောက်တာပေးတာတကယ်တိုက်ရင်လက်ရှောင်သွားတာမျိုးအီရန်ကကောင်းကောင်းသိတယ်အဲ့တော့အီရန်မှာဝယ်ထားတဲ့လက်နက်တွေကလည်းတရုတ်နဲ့ရုရှားတို့တွေတကယ်လက်တွေ့မှာအသုံးမကျဘူးဗင်နီဇွဲလားမှာကြည့်တွေ့နိုင်တယ်အဲ့တော့အမေရိကန်ကအီရန်ကိုဝင်ကြိတ်မဲ့ကိစ္စဟာတရုတ်ကိုနှာမှုဖျက်ရိုက်တာဖြစ်ပါတယ်တရုတ်ပြည်တွင်းစစ်တပ်နဲ့အစိုးရအဖွဲ့ရဲ့သဘောထားကွဲလွဲမှုတရုတ်ရဲ့မိတ်ဖက်နိုင်ငံတွေကြီးဘက်ကိုအမေရိကန်တရဆက်ဖိပြီးတော့တိုက်နေတယ်အဲ့ဒီမှာထပ်ပြီးတော့မန္တလေးမှာရှော့လိုက်နေအပြစ်ခံရတဲ့ကောင်9ရက်တိတိရှိပြီအဲ့မြက်ခွက်အခုထိပေါ်မလာသေးဘူးလူမြတ်ကျော်စိန်ခေါ်ရတယ်ဒီကောင်တက်တိမရှိဘူးထွက်မလာရဲ့ဟုတ်တယ်နော်ဒါနဲ့တဆက်ဆက်ထဲမှာဘာတွေဆက်ဖြစ်နေလဲဆိုတော့မြဝတီမှာ China နဲ့ American ရဲ့နောက်တစ်နိုင်ငံပါလဲ၃နိုင်ငံက Cobra Go စစ်စင်ကြီးလှုပ်မယ်လို့မြန်မာမပါဘူးမြန်မာနိုင်ငံစစ်တပ်မပါဘူးထိုင်းရဲ့ American စစ်တပ်ရဲ့ဂျပန်လားနိုင်ငံတော့အဓိကတော့ထိုင်းနဲ့ American စစ်တပ်နှစ်ခုပါတယ်ဒီနှစ်ခုကCobra Go စစ်စီလုံးမယ်ဆိုပြီးတော့အကြီးကျယ်စစ်ပြေနေတယ်အဲ့ဒါကိုကြောက်လန့်ပြီးတော့မြောက်တွေကိုစစ်ကားတွေပို့ပြီးတော့နေဆက်မှာပင်ကြားခင်းညက်နေတယ်ကြည်ရတာကြားဖြန့်ခေါင်းစဉ်ကိုများ Cobra Go စစ်စင်ကြီးစီရေးလေးချင်းမှုနဲ့အတူဝင်ကြိတ်လိုက်လားတာဘူး BGF တွေ DAV တွေမာလာဖတ်စစ်တပ်တိုက်မြောက်ဒီမှာဖင်ကြားခင်းညက်တဲ့အကွက်တစ်ကွက်ရှိပါတယ်ဒါအတူမှာNUG ရဲ့ NUG တို့ပေါ့ဗျာနော် NUG တို့ပဲပြောခါတော့ NUG တို့အာဆီယံနဲ့တွေ့ကြတယ်ပြောတယ်အာဆီယံလက်ကြဥက္ကဋ္ဌဖိလစ်ပိုင်ကတော့ရုပ်ောက်ပွဲကိုလုံးဝလက်မခံဘူးပြောတာတယ်မာလာဖက်စစ်တပ်ဘက်ကတော့လာမဲ့ဖေဖော်ဝါရီ28ရက်နေ့နောက်ဆုံးထားပြီးအစိုးရဖွဲ့စည်းရန်လွတ်တော်ခေါ်ရန်ဆိုတဲ့ခေါင်းစဉ်နဲ့ရှိသမျှဝန်ကြီးဌာနဗဏ္ဍာရေးငွေစင်းတွေတောင်းနေတယ်နောက်26ရက်ဖေဖော်ဝါရီကအချိန်ကြီးအရရက်ကိုကြီးလိုက်ရင်လေအကုန်တက်သုံးရိုက်ပြီးတော့ဖယိုဖယဲဖြစ်စဉ်ကြီးအောက်မှာကမန်းကရန်းနဲ့ဒီလိုကြီးဖြစ်နေတယ်အဲ့တော့ပြည်သူလူထုကရောဒီတိုင်းပဲဘာဖြစ်မှန်းလည်းမသိရွှေဈေးတွေကဆွတ်တက်ပြန်ကျဒေါ်လာဈေးတွေတက်မြေဈေးတွေတက်ကြားဖြန့်ပတ်စံတွေငွေမဲတွေခွာချမှုကြောင့်တိုင်းပြည်စီးပွားရေးကမောက်ကမဖြစ်တခါထပ်ပြီးမန္တလေးရန်ကုန်ပြဿနာတွေလဘကမန္တလေးအထိပြစ်ပြီဆိုတော့မန္တလေးမြို့ထဲမှာအခုဆိုရင်လူငယ်တွေကိုမတရားဖမ်းဆီးတာတွေပိတ်ဆို့ချဖို့တာတွေတရဇက်လို့ဒီလိုလုပ်နေကြတယ်ပြည်သူလူထုဘဝလေဒီလိုဖယိုဖယဲကာလကြီးမှာပေါ့ဗျာနော်မလုံခြုံမှုတွေနဲ့နေ့စဉ် trauma စိတ် trauma တွေခံစားနေရတယ်ကြမ်းတမ်းလာတယ်ရက်ဆက်တက်လာတယ်ငါအဆင်ပြေပြီးရောငါလွတ်ရင်ပြီးရောဆိုတဲ့တကူကြီးအတ္တတွေပုံမှုပြီးတော့ညာပြလာတယ်ငါနေရာဘာမှမဖြစ်ဘူးငါစက်ပွဲသွားကြည့်လိုက်အောင်မယ်ငါမရင်ငယ်ထားလိုက်အောင်မယ်ငါRK ရှိတာပဲကွာသူများတွေနဲ့မဆိုင်သူဖြစ်ချင်ဖြစ်ငါဒီစော်လေးကိုအမ်းလိုက်အောင်မယ်ဆိုပြီးတော့အဲ့လိုအချောင်သမားတွေပိုများလာတယ်တော်လန်ပြည်သူလူတော်လန်ရေးကိုဒီဇိုင်းမထောက်ခံလာတဲ့ပြည်သူလူထုကရွှေထက်ရှားလာတယ်အရန်တန်ဖိုးကြီးလာတယ်ဒီအချိန်ကြီးဖြစ်နေတယ်အဲ့တော့ဒီတော်လန်ရေးတက်တွေက
ဒီ2026တကြံမတိုင်ခင်မှာရှမ်းသက်တစ်ခုခုကိုမပြနိုင်ရင်မာလာဖက်စစ်တပ်ကအစိုးရဖွဲ့ပြီးရင်ဆိုင်ရမယ့်အခြေအနေတွေကပုံမပြင်းထန်လာလိမ့်မယ်နော်အဲ့တော့တော်လိုင်းကြီးကောင်းနိုင်ဖခင်ကြီးတို့တော်လိုင်းကြီးဘာညာတရကာကြီးတို့ဗျာအဆရှိတဲ့အခုတော်လိုင်းကြီးမှာခေါင်းဆောင်ကဘယ်သူလဲမျိုးတော်လိုင်းကြီးခေါင်းဆောင်ကဘယ်သူလဲဆိုတော့ကျွန်တော်စဉ်းစားမရနိုင်တဲ့အဖွဲလက်ခုပ်တီးနေရတယ်ပေါ့ဟိုလူကဟိုအဖွဲ့ကဟိုဘက်ကိုပြစ်လိုက်ပြီးဟေးမရောက်လိုက်သေးပြီBW1 ကနန်းတွင်းကိုပြစ်ပြီးဟေး BW1 ဟေး KIA ကဗမောကိုတိုက်ပြီးဆိုဗမောဟေး KIA ဟာအရကတ်တော် AA ကပေါ့နော်ဟိုကျွန်တော်တို့တိုက်ပွဲတွေနိုင်ရောဒါပေမဲ့ဒီတော်လိုင်းကြီးကိုစနစ်ကြတဲ့ခေါင်းဆောင်မှုမှာစီရေးခေါင်းဆောင်မှုနိုင်ငံရေးခေါင်းဆောင်မှုဘသူလဲဘသူနောက်ကိုယုံကြည်ပြီးလိုက်ရမလဲဆိုတာကိုဒီနေ့ဒီအချိန်ဒီတော်လိုင်းကြီးရဲဘော်တွေနိုင်ငံရေးရဲဘော်တော်လိုင်းသမားတွေနိုင်ငံရေးသမားတွေပေါ့ဗျာပြည်သူလူထုကရှင်းရှင်းလင်းလင်းမသိသေးဟုတ်လားကောမမရေးတာကေဟုတ်လားစီရေးခေါင်းဆောင်မှုနိုင်ငံရေးခေါင်းဆောင်မှုဒီနှစ်ခုလုံးတွေဦးတော်လိုင်းကြီးမှာကိမဲ့နေတယ်လေယာနေဖြစ်နေတယ်ပြည်သူလူထုကတစ်ချိန်လုံးက2022လောက်23လောက်ထိက NUG ကိုရှုံလို့ပုတ်အပ်ခဲ့ကြတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာ NUG ရဲ့ပကဖတွေမရေမှုတွေလူတန်းမှုတွေဥပဒေမဲမှုတွေတရေမွေးထားတဲ့မော်ဆရာလိုပဲသူမွေးထားတဲ့တရေသူပြန်မနိုင်တဲ့အခြေအနေတွေအောက်မှာပြည်သူကအင်မတန်စိတ်ကက်လာတယ်ဒါညင်းမရဘူးခင်ဗျားတို့ကျွန်တော်ဖောင်းထုတွေပဲပြောကြိုက်ရင်ကြိုက်မကြိုက်ချင်နေလက်ရှိအနေထားဟာNUG ကိုခေါင်းဆောင်ပါလို့ပြည်သူလူထုကမတတ်မှတ်နိုင်တော့တဲ့အခြေအနေ။NUG ကိုမတတ်မှတ်ဆိုတော့ဘာတူလဲ။လောက်လာပြည်သူကတမျက်တနိုးလေးစားချစ်ခင်တဲ့တော်လိုင်းတစ်ခုလုံးရဲ့ခေါင်းဆောင်မထွက်လာသေးဘူး။မပေါ်ပေါက်သေးဘူး။အဲ့တော့အဲ့ခေါင်းဆောင်လေးဟာနေကိုဖြည့်ရမယ်။ခေါင်းဆောင်မရှိရင်တွဲတိုင်းမှာစက်ခေါင်းပါလို့မရဘူး။စစ်တိုက်နေတာတွဲတိုင်းမှာစက်ကောင်းတာပါလို့မရဘူးတသွေးတတန်တမိတ်အတန်နဲ့အလှန်တလန်နဲ့ဖြစ်ကြပါလိမ့်ဗျာတွဲတိုင်းမှာစက်ကောင်းပါတော့အခုတိုက်မှောက်ကုန်ဖြစ်ဖေဖေးရီအဲ့ယူဆမှားခဲ့တယ်မှားတာကိုလေမှားချောင်းရေဝဝင်ကျွန်တော်တို့ပြင်ဆင်ရမယ်ဗျာရောမချကြပါနဲ့ဗျာတွဲတိုင်းမှာစက်ကောင်းပါလို့မရတဲ့အခြေအနေမှာတသွေးတတန်တမိတ်အလှန်တလန်နဲ့အတန်နဲ့စီနိုင်ငံရေးနှစ်ခုပေါင်းဆက်ဒီအခြေအနေအောက်ကျွန်တော်တို့စစ်အနိုင်တိုက်ရေးကိုရွေးချယ်စစ်အနိုင်တိုက်ရေးအတွက်ဘာလုပ်တယ်လဲတပ်ပေါင်းတွေစုရမယ်တပ်ပေါင်းစုကြီးမှဒီမဟာတပ်ပေါင်းစုတွေမှဒီမဟာတပ်ပေါင်းစုဒီလိုအခြေအနေမျိုးကိုမရောက်မချင်းဒီတော်လိုင်းအစုံသက်အောင်ဝဲရဖို့မလွယ်ဘူးမရသေးဘူးဖက်စစ်တဲ့မင်းအောင်လိုက်နောက်ဆင့်တက်လာမဲ့ရွေးကောက်ပွဲပြီးတဲ့နောက်မှာအစိုးရဖွဲ့ပြီးတကာလတရားဝင်မှုကိုရတဲ့နည်းနဲ့ယူပြီးတော်လိုင်းရဲ့ဗန္ဒာရေးခံတပ်တွေဖြစ်တဲ့ထိုင်းနိုင်ငံစင်ကာပူ US အစရှိတဲ့နိုင်ငံတကာကိုG2G စကားပြောလာရှင်အများကြီးခက်ခဲရုန်းကန်ရတဲ့အခြေအနေတွေရင်ဆိုင်ရလိမ့်မယ်အဲ့တော့2016ရဲ့ February မှာတော့ခင်ဗျားတို့ကျွန်တော်တို့စဉ်းစားရမယ်လှုပ်ဆောင်ရမယ်ကိစ္စကပြက်သားကင်တွယ်ရမှာဖြစ်ပါတယ်။ခေါင်းဆောင်ဘသူလဲမေးခွန်းထုတ်ရမှာဖြစ်ပါတယ်။လက်ရှိတော်လိုင်းဆိုင်ရာပြစ်မှုတွေကျူးလွန်တဲ့သူတွေကိုအရေးယူရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကဒီကာလဟာတော်လိုင်းရက်တန့်သွားတာမဟုတ်ဘူး။ဒီကာလဟာတော်လိုင်းကြီးကိုတန့်စင်နေတာဖြစ်တယ်။ဖားနဲ့ငါကွဲပြီးတော့ရက်တဲ့ချာငါတင်မဲ့တော်လိုင်းကြီးငါတဲ့ဓာမှာမျက်နှာဖုံးတွေကွာကြပြီးတော်လိုင်းကြီးကလေးကဝါတွေထိမ့်မရသိမ့်မရပေါ်ထွက်လာနေပါတယ်အချင်းချင်းဖြစ်နေတာလည်းမဟုတ်ဘူးတွေးကွဲနေတာလည်းမဟုတ်ဘူးတော်လိုင်းကြီးကိုကျွန်တော်တို့တန့်စင်နေကြတာဖြစ်ပါတယ်ဒီတော်လိုင်းကြီးကိုမတန့်စင်ပဲခွေးလေးကြမိုးတွေရောကလေးကဝါတွေရောစွန်းစံတဲ့ကြက်ချီရောတဲ့တော်လိုင်းကြီးဆိုရင်